ဘာမှမရှိတဲ့အချိန်မှာတော့လက်တွဲမဖြုတ်တာကိုမေတ္တာဆဲလို့ခေါ်တယ်ကိုယ့်ဘက်ထက်သူ့ဘက်ကိုပိုတွေးပေးတတ်တာကိုဖေးမမှုလို့ခေါ်တယ်ပြဿနာတွေတက်တိုင်းမှာအလျှော့ပေးတတ်တာကိုတီးခံမှုလို့ခေါ်ပြီးတော့အမားလုံးပြီးလို့တေးမှန်မထားတာကိုသဘောထားကြီးတယ်လို့ခေါ်ပါတယ်အမှန်တော့မေတ္တာစစ်တယ်တီးခံတတ်တယ်ဖေးမှတက်ပြီးသဘောထားကြီးတယ်ဆိုတာတွေကယောက်ျားလေးဖြစ်ခြင်းမိန်းကလေးဖြစ်ခြင်းနဲ့ဘာမှမဆိုင်ပါဘူးတစ်ဖက်လူအပေါ်တကယ်တန်မိုးထားခြင်းမထားခြင်းတွေပဲဆိုင်ပါတယ်အရှိန်တွေကပြောပြသွားမှာပါကိုယ့်အပေါ်ဘသူတစ္ဆာရှိမရှိဆိုတာကအခက်အခဲတွေကခွဲခြားပေးသွားမှာပါကိုယ့်အပေါ်ဘသူအနွန်နာခံမခံဆိုတာအစင်မပြေမှုတွေကအတိတာသွားစေမှာပါကိုယ့်ဘေးမှာဘသူရှိခြင်းမရှိခြင်းဆိုတာတိတ်ပြီးဝမ်းနေမနေပါနဲ့နာကျင်ပွဲအချိန်တွေစိတ်ပြက်စရာအခက်အခဲတွေနဲ့အသက်ရှူကြက်လောက်စရာအစင်မပြေမှုတွေဟာဘဝရဲ့စမ်းသက်ချက်တွေပါပဲဒီဒုက္ခတွေကြုံလာတဲ့အခါကိုယ့်အပေါ်တကယ်မေတ္တာမစစ်တဲ့သူတွေဆိုရင်ကိုယ့်ဘေးမှာကြာကြာနေနိုင်မှာမဟုတ်ပါဘူးအရှိစစ်မေတ္တာစစ်တဲ့လူဆိုစာရှင်မိချိန်ကနေတည်သည့်တိုင်အောင်နဘေးနားလေးမှာစိုးတူကောင်းဘက်ရှိနေပါလိမ့်မယ်